မေကျွန်တော်မရက်ဘူးဆက်သွားနေဦးလားကျွန်တော်ကိုလဲကြစေချင်တဲ့သူကိုပြီးရက်တီပြရအောင်မယ်ကျွန်တော်ကိုဆွဲချနေလဲခြေလန်းဆက်လှမ်းနေအောင်ပါကျွန်တော်ကိုမုံတီးနေတဲ့သူတွေရဲ့ရှေ့တိတ်အစင်ပြေစွာနေပြအောင်ပါကျွန်တော်အပြုံးကိုမလိုတဲ့သူတွေကြောင့်ပိုပြီးပြုံးပျော်ရီမောပြအောင်မယ်မေကျွန်တော်ကိုအနံယူချင်ကြသူတွေရဲ့ရှေ့တံမာပြရအောင်ပါကျွန်တော်ကိုဝေဖန်တိုက်ခိုက်နေတဲ့သူတွေမောသွားအောင်ခန္ဓာရည်ရှိရှိရက်တည်ပြအောင်မယ်မေအမေကျွန်တော်ရဲ့စိတ်အဖြူထဲကိုအယောင်ဆိုးခဲ့ကြတဲ့သူတွေဝိလည်မဲ့နေ့ကိုအလှဆုံးနေပြီးစောင့်ကြည့်နေအောင်ပါကျွန်တော်ကိုလဲကြပါစေဆိုတဲ့စိတ်နဲ့ရုံမာနေတဲ့သူတွေအတွက်မျက်နှာပြောင်တိုက်ပြီးကိုကောင်းတဲ့ဘဝကိုပူဆောက်အောင်ပါကျွန်တော်ကိုလှည့်စားအတုံးချထားတဲ့သူတွေကိုတွေးအေးနဲ့ထိတ်တွေ့အောင်မယ်မေအဲ့ဒီနေ့ကဘယ်နေ့လဲမသိပေမဲ့ရောက်အောင်တွားမှာဒီနေ့ဒီအချိန်ထိနာကျင်စေခဲ့သူတွေပြုံးပြော်စေခဲ့တဲ့သူတွေရဲ့မျက်နှာကိုလည်းမမေ့ပါဘူးခက်ခဲပင်ပန်းနေချိန်မှာတောင်ပြောစရာအခိုက်အတန့်တွေဖန်တီးပေးခဲ့တဲ့သူတွေအစဉ်ပြေမဲ့ရောင်တော်ကိုမြင်ရတဲ့အချိန်ခက်လို့ဖြစ်စီစိတ်နဲ့ရေချက်ရှိရှိဖြစ်စီခဲ့သူတွေပေးတဲ့အတိုင်းပြန်ပေးဖို့စိတ်ရည်သွေးနေပြီမို့ပေးထားတဲ့အတိုင်းလက်ခံဖို့အသင့်ပြင်ထားပါလို့အဲ့လူတွေကိုကျွန်တော်ပြောချင်တဲ့အမေဖိချလိုက်တိုင်းသေးတိမ်ကြုံဝင်သွားမဲ့အမျိုးထဲမှာကျွန်တော်မပါဘူးထိုးနဲ့ခြေမွခံရတိုင်းအစကပြန်စဖို့တတိအပြည့်ရှိတဲ့အမေသားပါသူတို့အနိုင်ကျင့်ဖို့လူကြီးတာအရွေးမှားသွားပုံပဲအမေI need a weapon.